皆さんおはようございます。アイニュンゴチャンネルページからビデオပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာဆန်းဆန်းနဲ့အတူတူ I1 self study လုပ်ခြင်းနဲ့မိသားစုတို့အတွက်ရည်ရွယ်ပြီးတော့မှဒီနေ့နည်းနည်းချင်းစီပေါ့နော်စပြီးတော့တင်ပေးတော့မှာဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ series အများကြီးရှိရတဲ့မှာစုမတုံရဲ့ series လေးကိုစပြီးတော့လုပ်ပေးမှာဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ဘုံပိုးလေ့လာကြည့်မယ်နော်။အဲ့တော့တွေ့တဲ့အတိုင်းမှာပဲဒါကြီး issue မှာဒီဒူလီယိုကုစတက်ကိုဆိုဂိုကာကုတေကီလူဆိုတဲ့ဒီနာမှာတက်ကိုဆိုတဲ့ဘုံပိုးကိုအဓိကထားပြီးတော့လေ့လာမှာပေါ့နော်အဓိပ္ပာယ်ကဘာလဲဆိုတော့ကွက်လက်ပြီးမှတာဆိုတဲ့အဓိပ္ပာယ်ကွက်လက်မှတာကွက်လက်ပြီးမှတာပေါ့နော်အဲ့တော့ဒူလီယိုကုစတက်ကိုဆိုတော့စူးစမ်းအားထုတ်ပြီးမှတာစူးစမ်းအားထုတ်မှတာအောင်မြင်နိုင်မှာဖြစ်တယ်အဲ့လိုပုံစံဒါဆိုရင်ဒီစာကြောင်းကိုမြင်ရစလို့နားထောင်ခြင်းအဖြစ်ဘယ်ပိုင်းကအရေးကြီးတယ်လို့ထင်လဲအနောက်မှာရလက်တစ်ခုဆိုတဲ့ဟာပေါ့နော်အောင်မြင်နိုင်မယ်ဆိုတဲ့ရလက်မတိရခင်မှာအရှိမှာတစ်ခုခုတော့လောက်ရမယ်နော်လုတ်ပြီးမှဆိုတဲ့တွေဖြစ်တဲ့အတွက်အရှိက A ဆိုတဲ့အကြောင်းအရာကအရေးကြီးတယ်ပေါ့နော် A နဲ့ B နဲ့ခွဲကြည့်လိုက်ဒါဆို A လုတ်ပြီးမှ B ဆိုတဲ့ရလက်တစ်ခုရမှာပေါ့နော် A မလုတ်ပဲနဲ့မတိနိုင်ဘူးရလက်လည်းမရနိုင်ဘူးဆိုတဲ့တွေဖြစ်ပါတယ်အဲ့တော့ကြည့်နေကြည့်မဲ့ပထမတရားမြောက်နေ့မှာကျတော့ဒီခေါင်းစဉ်ကတော့နောက်ဒီကြားထဲမှာပုံပိုးမှာတင်ရမှာဖြစ်ပါတယ်ပထမဆုံးပုံပိုးကြည့်အောင်တက်ခုဆိုတဲ့အတိုင်းပဲဒီတက်ခဲကအရှိမဒိုးရှိဆို verb ပေါ့နော်ဒိုးရှိတက်ခုဆိုပြီးတော့သုံးမှာဖြစ်ပါတယ်အဲ့တော့နူနီဒုံကဆန်းဆဲတို့ဘုံဘိုးမာလေးလာခဲ့ပြီးသားနာနီတက်ဟာဂျီမေတက်ဆိုတဲ့ဘုံပိုးလေးနဲ့စင်စင်လေးပေါ့နော်ဒါကြောင့်သူကပြန်ပြီးတော့ရှင်းပြလာဖြစ်ပါတယ်နောက်တစ်ခုတစ်ချက်သတိထားမှာကသူကခုနကလေစူးစမ်းပြီးမှသာစူးစမ်းမှသာအောင်မြင်နိုင်မှာဆိုတဲ့အောင်မြင်နိုင်ခဲ့တယ်အောင်မြင်ဖူးတယ်အဲ့လိုမျိုးမလာဘူးဒါတွေကဘာလဲဆိုခါကိုလို့ခေါ်တဲ့အတိတ်ဖြစ်တဲ့အတွက်ခါကိုနိုခွတ်တိုနီဝတ်စကာယနိုင်ဆိုပြီးတော့ပြောတယ်ပေါ့နော်အတိတ်ပုံစံအကြောင်းအရာတွေမှာတော့မသုံးပါဘူးတဲ့ဒါမဲ့ဘယ်လိုမျိုးလဲဆိုအိုယာနီနာတေခိုဆိုဟာဟာနိုကူရိုကာဝကတ်တာအဲ့လိုမျိုးပေါ့မရအောင်မိဘဖြစ်လာမှသာမိဘဖြစ်လာပြီးမှသာအမေတယောက်ရဲ့ပင်ပန်းဆင်းရဲခက်ခဲမှုတွေကိုသိလာပါတယ်ဆိုတဲ့သိခဲ့တယ်မဟုတ်ဘူးပေါ့နော်သိလာမှဖြစ်မှသာသိလာမယ်ဆိုတဲ့တည်းဖြစ်ပါတယ်ရလက်တစ်ခုပုံစံမျိုးကအတိတ်ပုံစံမျိုးမဟုတ်ဘူးပေါ့နော်ကွက်လက်လာမှဆိုတဲ့တည်းဖြစ်ပါတယ်နော်အဲ့တော့အိုယာနီနာတက်ခိုဆိုဟာဟာနိုကိုရိုကာဝါကာရုအဲ့လိုမျိုးပေါ့မိဘဖြစ်လာပြီးမှမိဘတွေရဲ့အမေတွေရဲ့ပင်ပန်းဆင်းရဲဒုက္ခတွေကိုနေသိလာမှာနေမဖြစ်လာသေးသေးတော့သိလာမှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်လုံးဝကြီးပြက်သားကြီးရလက်တစ်ခုမျိုးသိလိုက်တဲ့အတိတ်ပုံစံမျိုးနဲ့ပြောရမှာမဟုတ်ပါဘူးကဲဒါဆိုရင်လဲရှုကြည့်အောင်親になってこそ親の苦労や気持ちが分かるものだအဲ့တော့မိဘဖြစ်လာပြီးမှမိဘဖြစ်လာမှသာမိဘတွေရဲ့ပင်ပန်းဆင်းရဲခက်ခဲမှုတွေရဲ့သူတို့ရဲ့စိတ်ခံစားချက်လေးတွေကိုနားလည်မှာပဲဖြစ်ပါတယ်တဲ့နော်အားကြောင့်ဒီမှာ親になってから初めてမိဘဖြစ်လာပြီးမှစပြီးတော့မှသိလာမယ်အကြောင်းအရာမျိုးပေါ့နော်次は生活費を自分で稼いでこそ稼ぎますからだပေါ့နော်ပတ်စံရှာသည်ဆိုတဲ့ဒီပဲခန်းကြီးဒီချာလေးရအောင်ကြည့်ပါနော်အဲ့တော့稼いでこそဆိုတော့ဒီနေထိုင်စားသောက်မှုစရိတ်တွေကိုယ်တိုင်ရှာပြီးမှစပြီးတော့မှ自立していると言えるဆိုတာကိုကျတော့ကိုပေါ်ရက်တည်နေတယ်လို့ပြောလို့ရနိုင်တာဖြစ်တယ်တဲ့အဲ့တော့မိဘစီကလက်ဖြန့်တောင်းနေတဲ့အခြေအနေမျိုးခါကြတော့ဂျီဒီစ်လို့ပြောလို့မရဘူးပေါ့နော်အဲ့တော့ကိုကျတော့ကိုပေါ်ရက်တည်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကဈေးကတ်စုဟိတွေကိုကိုတိုင်ကလည်းရှာဖွေနိုင်တယ်ရှာဖွေနိုင်ပြီးမှစပြီးတော့မှကိုကျတော့ကိုပေါ်ရက်တည်နေတယ်လို့ပြောလို့ရတာလို့ပြောချင်တာပေါ့နော်အဲ့တော့ခါဆေကူယောနီနာတဲ့ဟာဂျီမဲတဲ့ပတ်စံရှာနေလာပြီးတော့ရှာတက်လာပြီးတော့ပထမအဆုံးအကျဉ်ဒီလိုမျိုးပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ခါတိုင်းယောကန်အဓိပ္ပာယ်ကစာဆန်နေပေါ့နော်စကားပြောမှာတော့တိတ်မသုံးပါဘူးအဲ့တော့ကိုဆိုအားတဲ့ကဒီမှာတော့သူကရေးပေးထားတယ်ပေါ့နော်ကိုဆိုအားတဲ့မေးရှိဆိုရင်တော့နောင်ဆိုရင်တော့နောင်ကိုဆိုအားတဲ့တုံးမယ်နာကယောရှိဆိုရင်တော့နာကိုဖြုတ်ဒေကိုဆိုအားတဲ့အာရုကဆိုပြတော့မှာပေါ့ငါးတွေဖြစ်တဲ့အတွက်ဆန်းစဲတို့4ကရိယာသိပြီးသားပေါ့နော် positive negative ရှိတယ်လို့မျိုးပဲမဟုတ်ဆိုခူရောဝါအာရုခဲ့တယ်တော့ကွက်လက်ပေမဲ့ဒါဝနဲ့အစီလျော်ဆုံးနဲ့ဘာသာပြန်မယ်ဆိုရင်ကွက်လက်လေးတာကလွယ်လို့ကွက်လက်လေးကနော်ကွက်လက်ဓာလေးဟာလွယ်လို့ပေါ့နော်ကွက်လက်ဓာလေးကလွယ်လို့အဲ့လိုပုံစံမျိုးနဲ့ဘာသာပြန်မှာဖြစ်ပါတယ်အဲ့တော့ခူရောကိုဆိုအားတယ်ဆိုတာကပင်ပန်းတော့ပင်ပန်းတာပဲပင်ပန်းတာလေးကလွယ်လို့အဲ့လိုပုံစံမျိုးပေါ့နော်မလားစာကောင်းတယ်တို့အဲ့လိုပုံစံမျိုးနဲ့လာမှာဖြစ်ပါတယ် positive နဲ့ negative နဲ့ပေါ့နော်
အဲ့ဒါလေးလာမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကြည့်အောင်ခူရောကုဆိုအားရခူရောဆိုတာပင်ပန်းခက်ခဲစင်းရဲမှုဆိုတော့မေးရှိပေါ့နော်အဲ့တော့ခူရောကုဆိုအားရခိုင်ကုန်းလို့ရှိငတ်တော်ဝယာရီဂိုင်ကအားရဒီလိုမျိုးပေါ့ဒီမှာဆိုရင်တော့ဆန်းစဲတို့ကသူ့ရဲ့ negative ပေါ့နော်ပင်ပန်းစင်းရဲခက်ခဲဒုက္ခတွေတော့ရှိပါတယ်ဒီပင်ပန်းခက်ခဲစင်းရဲမှုတွေရှိတာလေးကလွဲလို့ခိုင်ကုန်းရဲ့အလုပ်ကလောဟာကျုံတဲ့ပေါ့နော်ကုသိုလ်လေးရဝမ်းလေဝဆိုတဲ့လေးပဲဖြစ်ပါတယ်အားကြောင့်ပင်ပန်းခက်ခဲတယ်ဆိုတော်လေးပဲအဲ့လိုမျိုးပေါ့နော်彼の日本語は小さい間違い名詞のこそあれほとんど完璧is perfect ဖြစ်တာပေါ့နော်သူ့ရဲ့ဂျပန်စကားလေးအနည်းငယ်လေးအမှားအယွင်းရှိတာလေးကလွဲလို့နည်းနည်းမှားတာလေးတွေရှိပေမဲ့ဘာရှိလို့ဆိုရင်ကနေရာမှာဝါတုံးလိုက်တာတို့တဲ့နေရာမှာနှီးတုံးလိုက်တာဒီလိုမျိုးပေါ့ကွာနည်းနည်းအတိတ်မမလေးပေါ့နော်ရှိတာလေးကလွဲလို့မားတတ်တယ်ဆိုပေမဲ့လည်းများသောအားဖြင့်အများအားဖြင့်တော့ဟိုတုံးတူ perfect is perfect ပေါ့နော်ပြည့်စုံပါတယ်ဆိုတဲ့လေးဖြစ်ပါတယ်ကဲနောက်တစ်ချောင်းကကျတော့ခုဆိုဆိုတဲ့ကကျတော့လဲခါသားရေးပဲเนาะသူကဒီမှာကျတော့ဒိုးရှိဆိုတာ verb ကိုပြောချင်တာเนาะဒိုးရှိကိုမှသူကဆန်းစဲတို့က must ကိုဖြုတ်ပြီးတော့ခုဆိုဆိုတဲ့သုံးပေးရမှာဖြစ်ပါတယ်ရမလားလို့လည်းပဲဒါပဲမှဆိုရင်ဒါပဲခုဆိုဆိုတဲ့ဖြစ်တော့မှာပေါ့နော်နောက်က main ရှိဆိုရင် main ရှိခုဆိုဆိုတဲ့သုံးရမှာဖြစ်ပါတယ်ဒီဥစ္စာကကျတော့လုံးပုံးကဒီစာကြောင်းတစ်ကြောင်းရှိလိမ့်မယ်အဲ့ဒီစာကြောင်းမှာဒီပုံပိုးလေးသုံးထားမှာပေါ့နော်အဲ့မှာဘယ်လိုပုံစံလာမလဲဆိုတော့絶対何々ではないということの強調ဆိုတာလုံးဝ何々မဟုတ်ပါဘူးဆိုတဲ့အကြောင်းအရာကိုအထူးအလေးနဲ့ထားပြီးတော့ပြောတဲ့အခါမှာသုံးပါတယ်သူကလည်းဘာပဲလဲဆိုတော့ဒီကွင်းစာကွင်းပိတ်ထဲမှာကြည့်လိုက် sub study သမားတွေအတွက်မလို့သူကနားလေအောင်ရှင်းထားတာပေါ့နော်感謝をしているけれどဆိုတာこそဆိုတဲ့感謝こそဆိုတဲ့မေးရှိတုံးထားတာပေါ့နော်ကျေးဇူးတင်တာတော့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်တယ်ပေါ့နော်အဲ့လိုပြောချင်တာကျေးဇူးတင်တာတော့ကျေးဇူးတင်ပါတယ်တဲ့ဇက်တိုင်းနေဆိုတာအနောက်မှာတော့ကွက်လက်မကွက်လက်ဘူးဆိုပြီးတော့မှဟီတေခိပေါ့နော်အငင်းသဘောဆောင်တဲ့ဟာလာမှာဖြစ်ပါတယ်ကဲဘယ်လိုမျိုးလဲဆိုတာကိုတစ်ချက်ကြည့်ရအောင်အနာတာနီဝခန်းဆောက်ကိုဆိုတဲ့ဆိုတာဟိုခမားတို့ကျေးဇူးတင်တာတော့အမှန်ပါပဲကျေးဇူးတင်မိပါတယ်ဒါပေမဲ့ဥရန်ဒေဥရာမီမတ်ကလာတာဥရာမှုပေါ့နော်ဟိုမှာမနာလိုမုံဒီအညိုတေးထားတာအဲ့လိုမျိုးပေါ့နော်ဥရန်ဒေနာတို့အီမဆန်တကယ်ဆိုရင်ဘာလို့အီမဆန်တုံးတော့လည်းမသိဘူးเนาะအာရီမဆန်တုံးရမှာနော်အဲ့တော့အညိုတေးထားတာမျိုးတွေဘာတွေတော့မရှိပါဘူးလို့ပြောချင်တာလုံးဝမရှိဘူးပေါ့နော်အဲကြောင့်ကွက်လက်တာတော့ကွက်လက်ပါတယ်ဒါပေမဲ့အနောက်မှာအငင်းလာမှာဖြစ်ပါတယ်ညင်းဆိုင်ရမယ်ဘုနောကိုဆိုတဲ့ဘုံပေါ်ကシナガワ普通で増えますの動詞တုံးသွားပြီเนาะ増えこそဆိုတဲ့減ることはないဒီလိုမျိုးအငင်းပုံစံပဲเนาะဟီတေခိစမြင်ဖြူတွေကလေပုံမှန်ဒီများလာတာပဲရှိတယ်ပေါ့နော်များလာတာပဲရှိတယ်များပြီမဲ့လေညော့နေသွားတာမျိုးကလုံးဝမရှိဘူးလို့ပြောချင်တာစပင်ပြိုတွေကတိုးလာတာပေါ့နော်တိုးလာတာပဲရှိတယ်ဒါပေမဲ့ညော့နေသွားတာမျိုးကမရှိဘူးဆိုတဲ့တည်းဖြစ်ပါတယ်ကဲစာရီကိုကကြတော့ဗာလဲဆိုရင်ခုဆိုကဒီခုဆိုဆန်းစဲတို့ကအန်ဒရီမာကလေးကတင်ပြီးတယ်ကွက်လက်ကတော့ဆိုတဲ့အဓိပ္ပာယ်เนาะအဲ့တော့ကတုံးထားတာဖြစ်တဲ့အတွက်ခုနဆန်းစဲပြောခဲ့တဲ့ခုဆိုအားတဲ့ပုံစံမျိုးမှာ positive negative ပုံစံမျိုးမှာသုံးရမှာဖြစ်ပါတယ်အရှိမှာဒီကရဲ့အရှိမှာ positive ဆိုရင်အနောက်မှာ negative ကရဲ့အရှိမှာ negative ဆိုရင်အနောက်မှာ positive အဲ့လိုလိုက်မှာဖြစ်ပါတယ်ဒါတော့ and4 and 3ကလေးကတိကျပြီးသားဖြစ်ရမှာเนาะအဲ့တော့သူရဲ့အရှိမှာဗာပဲလိုက်မှာလဲဆိုရှင်းပါတယ်ခုဆိုရဲ့အရှိမှာ main ရှိတစ်မျိုးပဲကာယရှိမှာကြတော့ဆန်းစဲတို့ဒီဒိုရှိဤခေယရှိနာခေယရှိလိုက်မယ်ပေါ့နော်ဘာလို့ဆိုကခဲလေတို့ဆိုကြိုက်တယ်လို့လိုက်လို့ရတယ်ပေါ့နော်ဒီ၃ခုဒိုရှိဤခေယရှိနာခေယရှိအဲ့တော့နောင်ကတော့ကွက်လက်ပြီမဲ့ဆိုတဲ့အိပဲအဲ့တော့ကျောချိုးဆိုတဲ့ဟာကသူအထူးအလေးနဲ့ထားပြီးတော့ပြောချင်တဲ့အကြောင်းအရာထပ်ရှိသေးတယ်ပေါ့နော်အဲ့တော့ကွင်းဆောင်ကွန်ပေကြည့်လိုက်ဝါရီနော်ဝါမိသားမဲ့တာကဲဆိုတာကမကောင်းတာကဆိုးရွားတာကတော့အမြင်ပိုင်းပဲအပြင်ပန်းတစ်ခုပဲပေါ့တစ်ခုလေးပဲပေါ့နော်အဲကြောင့်ချစ်ချင်းတော်လျော်လေးဝါမိသားမဲ့ကိုဆိုဝါရီကထိုတဲ့ကိုအီအာဂျီကိုစတေးလို့ဆိုတာဖေချစ်တဲ့ဟင်းတွေရာလေအပြင်ပန်းအမြင်ပိုင်းအရာကတော့အပြင်ပန်းအရာကတော့မကောင်းဘူးဆိုးရွားပြီမဲ့အရန်အရာသာရှိတယ်ပေါ့နော်このキノコはキノコザリムーとမျိုးပေါ့နော်色と形こそ綺麗だか綺麗な形容詞တုံးသွားတယ်နော်ခုနက形容詞တုံးသွားတယ်ပေါ့ဒီဖိုတမျိုးကပေါ့အယောင်နဲ့ပုံစံလေးကတော့လှတယ်ဒါပေမဲ့ဆိုပြီးတော့မှအနောက်မှာဟိုသူပြောချင်တဲ့အကြောင်းလုတ်ကုကအတဲ့ဆိုတာအစိတ်ရှိတယ်ပေါ့နော်ဒါပေမဲ့ခုတော့ကတဲ့ကိနိုင်စားလို့မရနိုင်ပါဘူးတဲ့色と形は綺麗だかဆိုတဲ့
M5 M4 တော့ကပုံစံမျိုးပါဖြစ်ပါတယ်เนาะအဲ့တော့အဲကြောင့်တော့ sub story သမားတွေအတွက်ဆိုရင်သူက green ဆောင်ကွန်ပိနဲ့ပြန်ပြီးတော့ရေးပေးထားတယ်543ပုံစံမျိုးနဲ့ပြန်ရေးပေးထားတယ်ဘုံဘိုးရေကတော့ M1 ဘုံဘိုးပဲဖြစ်တယ်ပေါ့เนาะကဲမင်းတို့ဆိုလို့အဆင်ပြေကြပါစေမာတာနေ